တခါတုန်းကဖားတချို့ဟာလယ်ကွင်းတစ်ခုထဲမှာကစားနေကြတဲ့သူတို့ရဲ့အနီးမှာနွားထီးတစ်ကောင်အစာစားနေတယ်။နွားထီးတနေရာကနေတနေရာကိုရွေ့လိုက်တဲ့အခါတိုင်းသူ့ရဲ့ခွာကြီးတွေကဖားတွေကစားနေတဲ့မြေကြီးကိုတုံသွားစေတယ်။မြက်တွေရဲ့ထိပ်ဖျားတွေကိုနွားကဆွဲနှုတ်စားတာဒေစီပန်းပွင့်ကြီးတွေကိုနွားကမျိုးချနေတာကိုဖားတွေကစောင့်ကြည့်နေကြတယ်။ဘလို့မကောင်းဆိုးဝါးတတဝါကြီးလဲငါတော့ဒီလောက်ကြီးပြီးအံ့ဩစရာကောင်းလာတဲ့တတဝါမျိုးတစ်ခါမှမမြင်ဘူးလို့ဖားတကောင်ကတအံ့တော်ဆိုတယ်။အဲ့ဒီအချိန်မှာပဲနွားထီးကြီးကဖားတွေနဲ့နီးရာစီကိုရွေ့လာတယ်ဖားတွေအကုန်လုံးခုံဆွာနဲ့ထွက်ပြေးသွားကြတယ်တကောင်ကတော့မြ мян ထွက်မပြေးနိုင်တာကြောင့်နွားထီးရဲ့အေယာမခြေထောက်ကြီးနဲ့နင်းမိသွားတယ်လောက်ကြပါဦးငါတို့ရဲ့နောင်တော်အသက်ခံလိုက်ရပြီးဒီလောက်ကြီးမားပြီးကြောက်စရာကောင်းတဲ့တတဝါကြီးရဲ့ခြေထောက်ကတေမင်းကိုပါခေါ်လာတယ်ဆိုတဲ့အကြောင်းငါတို့အိမ်အမြန်ပြန်ပြီးအမေကိုပြောပြကြမယ်လို့ဖားတွေကအော်ကြတယ်သူတို့အိမ်ပြန်ရောက်ပြီးသူတို့အမေကိုတွေ့တော့ဖြစ်ပျက်ကိုစိတ်မကောင်းစွာနဲ့ပြောပြကြတယ်ကဘာမှာအကြီးဆုံးတတဝါကြီးကကျွန်တော်တို့ရဲ့နောင်တော်ကိုခြေထောက်နဲ့တစ်ချက်တည်းနင်းတက်လိုက်တယ်မေလို့သူတို့ကပြောပြတယ်အမေထက်ပိုမကြီးတာတော့တေချာတယ်မဟုတ်လားလို့မိခင်ဖြစ်သူကကြွဝါနဲ့ဆိုတယ်အိုမေထက်အများကြီးပိုကြီးတယ်လို့ဖားတွေကဆိုကြတယ်အကြွားတန်တဲ့မိခင်ဖားကြီးကသူကိုယ်သူအစိမ်းရောင်ဘောလုံးကြီးတစ်လုံးနဲ့တူလာတဲ့အထိဖောင်းကားလာအောင်လှုပ်လိုက်ပြီးမှအခုအမေပုံထက်ပိုကြီးသေးလားလို့မေးလိုက်တယ်ကြီးတယ်အများကြီးပိုကြီးတယ်အမေသာကိုဖောင်းကားအောင်လှုပ်ရင်းပောက်ကွဲသွားမယ်ကျွန်တော်တို့ဒီမနေ့မြင်ခဲ့ရတဲ့တရဝါကြီးလောက်ကြီးမလာနိုင်ဘူးလို့ဖားလေးတွေကဆိုတယ်ဒီတော့မိခင်ဖားမကြီးကအလွန်ဒေါသထွက်သွားတယ်ငါလုံနိုင်တာကိုငါသားသမီးတွေတီးအောင်ပြရမယ်သူတို့ပြောတဲ့တရဝါကြီးထက်ကြီးအောင်ငါခန္ဓာကိုယ်ကိုပိုပြီးဖောင်းကားလာတဲ့အထိလှုပ်ပြလိုက်မယ်ငါကိုအလွန်အံ့ဩသွားကြအောင်သူတို့ကိုလှုပ်ပြလိုက်မယ်လို့ဖားမကြီးကစဉ်းစားမိတယ်ဒီလိုနဲ့ဖားမကြီးဟာသူ့ကိုယ်သူပိုပြီးဖောင်းကားလာအောင်လှုပ်လိုက်တာနောက်ဆုံးတော့ပောက်ကွဲသွားလေတော့တဲ့အိုးငါတို့ရဲ့မေကဘာဖြစ်လို့များဟိုတရဝါကြီးလောက်ကြီးအောင်လုပ်ဖို့စူးစမ်းရတာလဲဆိုပြီးဖားငယ်လေးတွေကငိုယိုနေကြလေတော့တယ်ဖားမကြီးနဲ့နွားထီပုံပြင်ကဘဝမှာကိုယ်စွမ်းအစကိုတည်ထားရမယ်မလွှမ်းမိုးနိုင်တဲ့အရာနဲ့မရှင်သင့်ဘူးဆိုတဲ့သင်ခန်းစာကိုပြပေးထားပါတယ်လူတွေကတခါတလေအခြားသူတွေလိုထင်ရှားကြီးမားခြင်းနဲ့စိတ်မိမိစွမ်းရည်ထက်ကျော်လွန်အောင်စူးစမ်းခြင်းနဲ့စိတ်တွေကြောင့်ကိုယ်တိုင်ပဲပျက်စီးသွားတဲ့ကြောင်းဖားမကြီးရဲ့ပောက်ကွဲသွားမှုကနေပြီးတက်တည်ပြနေပါတယ်ဘဝမှာအောင်မြင်ခြင်းရင်ရှင်ပြိုင်လိုစိတ်ကိုထိန်းထားပြီးမိမိအရေးချင်းမိမိမတက်နိုင်တာကိုလွဲမလွန်ကဲလုပ်မိရင်အကျိုးထွက်ကမကောင်းပဲကိုယ့်ဘဝပဲပျက်စီးသွားထားစေနိုင်ပါတယ်